အားလုံးပဲမင်္ဂလာပါကျွန်တော်ကတော့နေ artist ပါကျွန်တော်နာမည်ဆွေးမောင်မောင်လို့ခေါ်ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုတင်ခြင်းကပွဲရှာတယ်လို့ဖြစ်သွားပြီမဲ့ဒါလုံးဝပွဲရှာခြင်းမဟုတ်ပါဘူးဒီဗီဒီယိုမှာတိုက်ခိုက်ပြောဆိုတာလည်းမဟုတ်ဘူးကျွန်တော်ရဲ့အတွေ့ကျွန်တော်ရဲ့စိတ်ထဲမှာကျွန်တော်ရဲ့ဒီလက်တဲ artist လက်တဲပညာရှင်တွေဒီ industry ကြီးကိုလုံးဝတိုးတက်ခြင်းတဲ့စိတ်တစ်ခုတည်းရှိရလို့ကျွန်တော်စိတ်နှလုံးသားရဲ့အနေရဲရဲကြီးတစ္ဆာဆိုနိုင်တယ်ပေါ့နော်အဲ့ဒီမှာကျွန်တော်အချက်၄ချက်နဲ့ကျွန်တော်မှတ်ထားရတွေ့ရပေါ့နော်နေ့စဉ်နေ့တိုင်းလူတွေတင်တဲ့ဗီဒီယိုမှာလေဘာဖြစ်လို့ဆိုတော့နံပါတ်1ကကိုကလေကိုယ်တိုင်တွားရောက်လုပ်ပေးရတဲ့ service တွေမှာဆိုလို့ရှိရင်လေဒီဥပမာဆိုပါစို့ကွာသူများ wedding တစ်ခုလုပ်မှာမို့လို့ကိုက service ကိုယ်တိုင်တွားပေးရတာမျိုးပါညာမျိုးမှာဆိုလို့ရှိရင်အတက်နိုင်ဆုံးလေသူတို့တွေတခြား makeup artist တွေဒီဟိုပေါ့နော်ဒီ cake တွေဒီ wedding dress တွေပေါ့နော် designer တွေကိုဘယ်သူလုပ်ပေးပါတယ်ပြောတယ်လို့မျိုးပဲအတက်နိုင်ဆုံးလဲကိုကို request လုပ်ခိုင်းပါကိုဒီစေတနာထားပြီးတော့သူ့ရဲ့ပွဲတစ်ခုပေါ်မှာအလှပဆုံးဖြစ်အောင်သူ့ရဲ့လက်ကလေးလှပအောင်လုပ်ရတဲ့အတွက်ဖြစ်နိုင်ရင်တော့ကိုနဲ့ခင်တဲ့လူဆိုရင်လည်းကိုက request လုပ်ဖို့မမေ့ပါနဲ့ပေါ့နော်အဲ့လိုလုပ်ချင်းအဖြစ်ကိုကိုလည်းလူတွေတည်တဲ့အကျိုးကျေးဇူးတွေရမယ်ကိုဖောက်တယ်လည်းပုံများနိုင်တယ်ပေါ့နော်ဒါကိုရဲ့ industry ရဲ့ role ကိုမြင့်ချင်တစ်မျိုးပါပဲပေါ့နော်နောက်တစ်ခုကကြတော့လိုအပ်တာတက်ဖို့ promotion ချတာတွေဈေးတွေအရန်နေနိုင်ပေါ့အဲ့လိုမျိုးလုပ်ချင်းကလေတခါတလေကြာရင်ဒါကတော့တခြား promotion ချတာအတိုင်းကိုတော့ပြောလို့မဟုတ်ဘူးတခါလေကြာရင်ဆိုပါစို့ကွာတကယ်တမ်းတန်တာကတော့3-5တောင်းလောက်တန်တယ်ဒီကိုလုတ်လိုက်တဲ့လက်ရတကွာဒါပေမဲ့အဲ့တော့ကိုအရန်ကြီး promotion ချပြီးတော့ဟို1000-2000အဲ့လောက်ပဲတွားကြမျိုးကြောက်ဒါဒီဈေးကွက်ကြီးတစ်ခုလုံးကိုကလေဖြက်စီးတယ်လို့လည်းဖြစ်တယ်နောက်တစ်ခုကဟိုမှာတော့အဲ့လောက်ပဲကြာနေနှုံးကကြာလာဆိုပြီးတော့တခြား artist တွေရဲ့ပညာဘိုင်းဆိုင်အောင်လည်းထိခိုက်တယ်ပေါ့နော်ဒီဟာမျိုးဖြစ်လာဖို့ကလေတလတင်နဲ့2လတင်နဲ့တက်လိုက်ဖြစ်တယ်ဆိုပေမဲ့တကယ်တမ်းလက်ရကောင်းကောင်းထွက်ဖို့ကအဲ့လူတယောက်ကအနည်းဆုံးတွေမလုပ်ဘူးဆိုရင်တော့တစ်နှစ်လောက်အချိန်ပေးရင်းရတာဖြစ်တဲ့အတွက်ကိုလှုပ်လိုက်တဲ့အရာတစ်ခုကကိုယ့်ရဲ့ industry ကြီးတစ်ခုလုံးကိုမထိခိုက်ဖို့မျှော်လင့်တယ်ပေါ့နော်နောက်တစ်ခုကကြတော့ဒီဈေးနှုန်းတွေကမနေ့ကဈေးနဲ့ဒီနေ့ဈေးလည်းမတူမနေ့ဖန်ဈေးနဲ့တစ်ဖက်ခါဈေးလည်းမတူတဲ့အချိန်မှာကိုကဈေးနှုန်းတွေကိုအဲ့လို short လိုက်ခြင်းအဖြစ်တခြားလူတွေအမြင်လည်းပြောင်းနိုင်တယ်ပေါ့နော်ဈေးနှုန်းတွေကတက်တာပဲရှိတယ်ကြာတာတစ်ခုမှမရှိဘူးပေါ့နော်နောက်တစ်ခုကကြတော့အဲ့လိုကိုကလူတိုင်းမှားနိုင်တယ်အမားဆိုရရှိမှာပဲဒါပေမဲ့အဲ့အမားတွေကိုကိုကတဆင့်ချင်းစီပြင်ပြီးတော့ကိုကကြိုးစားရမှာပဲမှားတာတော့လူတိုင်းမှားမှာပဲကျွန်တော်တို့4-5-6တိန်း10တိန်းနဲ့ပြီးဝယ်ရတဲ့ set တွေတော့မှားပဲကျွန်တော်တို့ကလူတွေပြင်ပန်းလာတဲ့အခါစကားပြောမှားနိုင်တယ်လက်တဲလုပ်တဲ့အခါကျွန်တော်တို့လုပ်ပုံကင်ပုံတွေမှားနိုင်တယ်အဲ့ဒီအတွက်ကျွန်တော်တို့ကဘယ်လိုပြောမလဲဟိုမှားတာတွေကိုသင်ခန်းစာယူပြီးတော့ပြန်ပြုတ်ပြင်နိုင်ဖို့ပဲလိုတယ်ဒီလားမှားတာတွေကိုဆက်မမားဖို့ပဲလိုတယ် line ပေါ်မှာပြတ်နိုင်ဖြစ်သွားလဲဟိုကိုက customer ကိုကောင်းကောင်းမွန်မွန်ကိုဘက်ကနေ service ပေးပြီးတောင်းမှတင်တာဆိုတောင်းမှဒီအယောင်မရှိဆိုဒီအယောင်မရှိဘူးပွပွင့်လင်းလင်းပဲဒီ design မလုပ်နိုင်ဘူးဆိုဒီ design မလုပ်နိုင်ပွပွင့်လင်းလင်းပြောရမယ်မဟုတ်လို့ရှိရင် customer နဲ့ကိုနဲ့ချာမှာ gap အရင်ဖြစ်သွားပြီးတော့ customer ကလည်းကိုမယုံကြည်နောက်တစ်ခါလည်းမလာနိုင် line ပေါ်မှာလည်းပွဲဖြစ်တာလည်းလုံးဝမကောင်းတဲ့တစ်ချက်ပဲပေါ့နော်တခါတလေဆိုရှိရပေါ့နော်ဟိုကိုကတော့ customer ကိုလုပ်ပြီးချင်တဲ့စိတ်ကြောင့်ပုံနေအမိုက်စားရတင်တာဒါပေမဲ့ကိုယ်ဆိုင်မြန်မာပြည်ကတည်ရတဲ့အတိုင်းပဲတခါလေကြာရင်တချို့နေရာတွေဆိုရင်ပစ္စည်းတွေမစုံဘူးစုံတော့လည်းမရှိဘူးအဲ့လိုမျိုးဆိုရင်ပုံတွေကပြတဲ့ဟာနဲ့ဒီဇိုင်းချင်းမတူနိုင်ဘူးလို့ကိုယ်စိတ်ကထင်နေလို့ရှိရင်ဒီဒီဇိုင်းတော့မဖြစ်နိုင်ဘူးသူနဲ့အနီးဆက်ဆုံးရနိုင်မယ်ဆိုတော့စကားပလင်ခံပေးတော်တော်များများကလေ customer တွေကြောက်ကြလားမသိဘူးဟိုမှားရင်လဲ sorry ပါသူများအသားညှက်မိတော့ရင်လဲ sorry ပါဘာညာမပြောရဲကြဘူးအဓိကပြောဘာမှဖြစ်ဘူးမှားရင်လဲပြောလူဆိုတာအမားပါနိုင်တယ်ကိုယ်ဆိုင်ပိုးထက်ထားကြောင်းလဲတက်တေပြဟေးလားတက်တေပြရမယ်တက်တေပြနိုင်ရမယ်အဲ့ဒါမှပဲ customer လည်းကိုယုံကြည်မယ်ပေါ့နော်အဲ့တော့ဟိုပါစက်ကြီးပိတ်ပြီးတော့အလုပ်လုပ်နေရမျိုးမလုပ်ပါနဲ့ကိုကအမားပါတယ်ဆိုရင်လဲ customer တောင်းမှပါဒီပစ္စည်းဒီ design မရနိုင်ဘူးဆိုရင်လည်းပုပ်ပွေလေးလေးပြောပါပေါ့နော်နောက်ဆုံးကတော့ကိုကလေ nail artist တယောက်လားကိုက manicure လား nail artist တယောက်လားကိုခွဲခြားတင်နေအောင်လို့ manicure ဆိုတာကတော့လက်ကိုတန်ရှင်းလုပ်ပြီးလူတက်ပဲဒီလားဟိုကျွန်တော်တို့က manicure မဟုတ်ဘူး nail artist ဆိုတာကလူတယောက်ရဲ့လက်ကို तू ကဒီပုံလေးလိုချင်တယ်ဆိုရင် okay तू လက်နဲ့ဒီအယောင်နဲ့လိုက်လာဒီ design နဲ့ तू နဲ့အဆင်ပြေလားဆိုတာကိုကသိရမယ်ဒီလားကိုကလက်တဲတန်ရှင်းလုပ်ပြီးတော့ဖြစ်တဲ့လက်စမ်းဆွဲပေးတာမျိုးဒီ manicure က no ဒါတို့ဆိုကမကိုရီးယား artist တယောက်ဖြစ်တဲ့အတွက် artist တယောက်ဒီအမြင်ရှိရမယ်။ဒီ design ဆိုရင်ဒူနဲ့လိုက်တာလားပုံမှန်ဒီလိုမျိုးဖြစ်နေပေမဲ့ဒီလိုမျိုးသွားရင်အဆင်ပြေပါမလားနော်။တခါတလေကြာရင်လေကိုပင်မန်းတော့ customer ပြတဲ့အတိုင်းထပ်တူမကြရရှိတာမှန်ပေမဲ့ကို artist တယောက်လို့တတ်မှတ်တယ်ဆိုရင်ကိုကအတက်နိုင်ဆုံးကိုရိုးမြင်ရမယ်။ကိုရိုးမြင်ရမယ်ဆိုရင်ဈေးတွေအရန်နှိမ်လို့မရဘူးပေါ့နော်။အဲ့တော့ဈေးတအားနှိမ်လိုက်တဲ့အခါမှာဆိုရင်ဈေးကွက်ကလည်းပြတ်သွားနိုင်တယ်။ကိုရဲ့ rule လည်းကျသွားနိုင်တယ်ဒါမျိုးလို့ဒါလောက်ပဲပေးရတာသူတို့ကဒါလောက်ပဲသူရဆို customer လူတွေဖြစ်တဲ့အတွက်လူတယောက်ချင်းစီရဲ့စိတ်ကိုကျွန်တော်တို့မသိနိုင်ဘူးလူတွေဒီတယောက်တစ်မျိုးစိတ်ပြောင်းလဲနိုင်တယ်အဲ့ဒီတော့ကြောင့်မလို့
အဆုံးတက်မယ်ဆိုရင်ပေါ့နော်ကျွန်တော်တို့ဒီ industry အတွက်အကောင်းဆုံးဖြစ်အောင်အချင်းချင်းတယောက်နဲ့တယောက်ရန်ဖြစ်နေမဲ့အစားတယောက်ကိုတယောက်ဖေးမကူညီပြီးတော့ဒီ industry ကိုတိုးတက်အောင်လုပ်ဖို့ပဲရည်ရွယ်ချက်ရှိပါတယ်အဲ့ဒါမှပဲဟိုပေါ့နော်ဒီကိုရီးယား level ကိုရီးယား industry မြင့်တက်လာမှပဲကိုရီးယားလုပ်ငန်းတွေလည်းပိုပြီးတိုးတက်လာမှာဖြစ်ပါတယ်ကျွန်တော်တို့ဒီ hair stylist တွေနောက်တစ်ခု makeup artist တွေအများကြီးအတူယူရမယ်သူတို့တွေအချင်းချင်းဆွဲခေါ်တာတွေဒါဟိုတိုက်ခိုက်ခြင်းမတိုက်ခိုက်ခြင်းကတော့သူ့နယ်ပယ်နဲ့သူရှိမှာပဲဒါပေမဲ့သူတို့တွေဘယ်လိုမျိုးကြိုးစားသွားကြလဲသူတို့တွေဘယ်လိုမျိုး marketing ဘိုင်းတွေလုပ်သွားကြလဲကျွန်တော်တို့ဒီနေ့ artist တွေမှာလေအများကြီးအတူယူကြတယ်အများကြီးရှိတယ်ဒီ Vietnam တို့ဘာတို့ကနေအများကြီးအတူယူကြရှိအဲ့တော့ဟိုကိုမြင့်တင်နိုင်ဖို့အတွက်ဒီဗီဒီယိုလေးကိုတင်ခြင်းဖြစ်ပါတယ်ဗီဒီယိုကိုအဆုံးထိစိတ်ရှည်တီးခံပြီးကြည့်ရှုပေးတဲ့အတွက်လည်းကျေးဇူးတင်ပါတယ်ပွဲရှာတဲ့ဗီဒီယိုလုံးဝမဟုတ်ပါဘူးအားလုံးကိုအထူးကျေးဇူးတင်ပါတယ်